ဆရာရဖီကတာမန်စည်းဝင်ဆက်တာမဟုတ်ဘူးရဖီထာရာမိသားစုတွေအားလုံးရဲ့တာဝန်ဝတ္တရားတစ်ခုလည်းဖြစ်တယ်အဖိုးအတန်ဆုံးသောအမွေမင်းငါးစီကနေ CEO ရာထူးလူယူခြင်းနေရမဟုတ်လားလူယူရဲဆိုတဲ့စကားကိုသုံးလို့မရဘူးရာထူးကမင်းပိုင်မဟုတ်သေးပါဘူးစစ်မှန်တဲ့အမွေဆက်ခံသူဖြစ်ဖို့ရှင်ပြိုင်ကြတဲ့အခါဆရာရဖီကအမကြီးလက်ထက်မှာပြတ်သုံးသွားတာကိုပဲကျွန်တော်မြင်လိုက်ရတယ်မကောင်းတယ်အောင်ထိုးလိုက်လားကျွန်တော်ကြောင့်မို့လို့လေအမေသားသမီးတွေသာမှန်တာကိုလုပ်ခဲ့ရင်သားတို့သမီးတို့ဘက်ကပါပေးဖို့အသင့်အမေသားအတွက်ဘာမဆိုရင်ဆိုင်လဲဆရာရဖီကအမှားလုပ်တဲ့သူမကကွယ်သေးဘူးအမကြီးမြန်မာနောက်ခံစကားပြောနဲ့ခန်းစားကြည့်ရှုရမယ်မိသားစုဒရမာဇာတ်ကားကဖိုးတဲ့အမွေမတ်လ3 ရက်နေ့မှာစတင်ပြီးတနင်္လာနေ့မှာတောက်ကြနေ့ညနေ9:00နာရီအချိန် Channel 7မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။